တရဏဂုံရဲ့အရှိန်ဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတခုမသိဘူးဘယ်လိုကိုးဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရာဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုတဲ့မယုံတယုံနဲ့ကိုးဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးဝယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အသိဉာဏ်လည်းရှိရမယ်တန်တရားလည်းကင်းရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်သလဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှ िख ိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှ िख ိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှ िख ိုးတာလားသို့မဟုတ်ကြောက်လို့ရှ िख ိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှ िख ိုးမယ်